ရားတွေဘာကြောင့်အိန္ဒိယမှာပွင့်လဲဆိုတော့တန်ဝေကရစရာကောင်းလို့ခုနခေမုကြီး10ပါးကိုပြင်မရင်သွေးအံဖြစ်လွယ်ရောင်းဝယ်ရှုံးခြင်းလူပြည်ပြန်ရောက်ရင်နော်ကြက်တည်မွဲမက်ဖို့လွယ်တဲ့အိန္ဒိယရောက်ဖို့တဲ့လူတွေမေးကြည့်လိုက်ဘုရားကရမဟာမြေမြလေအခုအရန်အေးနေတအားအေးနေတယ်နော်30အထိကျနေတယ်အခုသွားတဲ့လူဆိုရင်တောင်3-4ထက်နဲ့မလောက်ဘူးဖြစ်နေတယ်လက်အိတ်ဒီခေါင်းစွပ်တွေရှေးတွေအားလုံးစွတ်နေရတယ်ကွာအဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီမှာမနဲ့မိုးနေလေအိန္ဒိယမှာလေတောင်းစားနေတဲ့လူတန်300ရှိတယ်ကျွတ်အိတ်နဲ့သွားပြီးတောင်းစားနေတဲ့တစ်ပင်အောင်မှနေအိမ်မရှိရပြီးတန်300ရှိတယ်အကူအညီပေးနေရတယ်အဲ့ဒီလူတွေဟာအပင်အောင်မှနေပြီးတော့မနဲ့မိုးနေရဲ့စီပင်ကဒုံးနဲ့လိုက်ထိုးကြည့်တယ်တောက်နေလဲပေါ်တင်တောက်နေလဲပေါ်တင်အိမ်မရှိဘူးရမရှိဘူးနော်တချို့တထေးတွေလှူခြင်းနဲ့ဆိုရင်လေစောင်းတွေကိုကားပေါ်တင်ပြီးတော့ဘုံနဲ့ပြစ်ချပြီးထွက်ပြေးသွားလူတဲ့လူတွေဆင်းရဲတဲ့လူတွေများလုံးအားကြီးလို့နော်အဲ့တော့သူတို့မှာအေးတဲ့ဓာတ်ဝင်လည်းခံရတယ်မိုးရွာပြီဆိုရင်လည်းအိမ်ကြီးအရန်ကျန်းတဲ့မိုးနွေရာသီကြတော့လေနော်မျက်လုံးလေးနှလုံးပဲဖော်ပြီးတော့တကိုယ်လုံးလုံအောင်ထားရတယ်ဘာဖြစ်လို့ဆိုတော့ဂျုံမေကထွက်လာတဲ့ဂျုံဘိုးတွေကလေထဲမှာပြန့်ပြီးတော့အသားကိုလာထိမယ်ဆိုရင်ကုတ်လို့မဆုံးနိုင်ဘူးရားနာတွေပေါက်တယ်ဒါကြောင့်အရန်ပြင်းထန်တဲ့အိန္ဒိယဒါပေမဲ့ဝုတ်ကောင်တို့မြည်ဒီမှာလွယ်နဲ့မတည်ဘူးဘလောက်ပဲအေးဘလောက်ပဲပူနော်ဘလောက်ပဲရည်ကြီးအသက်အဲ့လိုရှင်းတာဝတ်ကြွေးကိုဘာနဲ့စဝတ်ကြွေးကိုဘာနဲ့စလဲခန္ဓာနဲ့စဒါကြောင့်ယောဂီများအမြဲတမ်းတရားစကားတွေမှာပြောတယ်သူများလှူတဲ့စွန်းတွေကိုတီလာမရှိပဲစားရင်ခိုးစားခြင်းနဲ့ဖြစ်ပြမရှိပဲစားရင်ကြွေးယူစားခြင်းတဲ့တီလာလေးယူဖြစ်ပြလေးရှုပြီးစားရင်ကိုယ်ပိုင်စားခြင်းအဲ့တော့သူများစီကလုတ်ခဲ့တဲ့မြတ်ကားတွေအားလုံးတခြားနဲ့စားရမှာလားခန္ဓာနဲ့စားရမှာလားခုလူတော်ကမှကြည့်ကျို့မိန်းမတွေဖောက်ပြန်တယ်ယောက်ျားကတိတယ်မကွာရဲ့ဘူးလှုပ်ကျွေးနေရတယ်ကျို့ယောက်ျားဆိုးတယ်အမျိုးမျိုးလုပ်တယ်မိန်းမကြီးမကွာရဲ့ဘူးကျွေးနေရတယ်ဘာနဲ့စားရတော့ခန္ဓာနဲ့အဲ့ဒါအပြင်အားလုံးဖုံးကြည့်နေတဲ့လူတွေပဲကြည့်မြင်းတွေနွားတွေကျွဲတွေကြည့်လိုက်တာလူဘဝတုန်းကအမျိုးမျိုးလုပ်ခဲ့လို့အဲ့ဒီအလူရှင်အဲ့ဒီပိုင်ရှင်အိမ်မှာခန္ဓာနဲ့သွားပြီးမဆက်နေရဘူးလားနွားတွေလည်းစဉ်းစားကြည့်လေလက်ထုံနဲ့မွေးထဲမှာချိုးကြတယ်မှာသွားနောက်ကဒရုံလုံးနဲ့ရိုက်နွေရာသီမှာထိန်းနေခွေးနော်လှုပ်ကြွေးပေမဲ့အချိန်တန်တော့အဲ့ဒီနွားကိုရောင်းပလိုက်တော့အသားအဖြစ်နဲ့ပြန်ဆက်ရပြန်ဟောတဲ့ဒါကြောင့်ဦးဇင်းတို့ဖျားသည်အဲ့ဒီမှာပွင့်နေဆိုတန်ဝေကရစရာကောင်းလို့ကဘာမှာအခုလေစัจ java လာမယ်ဘွဲတွေလည်းအိန္ဒိယရတယ်အထူးချုံဆုံးပုဂ္ဂိုလ်တွေလည်းအိန္ဒိယထွက်တယ်အစေရဆုံးလည်းအိန္ဒိယမှာရှိတယ်အဲ့ထဲမှာဂယာမှာဗုဒ္ဓအိန္ဒိယမှာပြည်နယ်29ခုရှိတဲ့နေရာမှာဗုဒ္ဓဂယာဆိုတာဂယာနော်ဘီဟာပြည်နယ်မြန်မာလိုပြောရင်ဘီဟာပေါ့သူတို့ဆိုဘီဟာပြည်နယ်ပေါ့အဲ့ဒါဒီဖယားကျောင်းကံများအရန်ပေါ်သောနေမြေလို့အဓိပ္ပာယ်ရတယ်အဲ့ဒီမှာဘာကြောင့်ဖယားပွင့်လဲဆိုတော့စေရသာအများဆုံးယာတိဥရုဖောက်ပြန်မှုအများဆုံးလို့ဖယားဒီအမှတန်ဝေကယူတယ်ဒါကြောင့်ဖယားတိုင်းဘယ်မှာပွင့်တော့အိန္ဒိယမှာပွင့်